ကျွန်တော် testimony လေးနဲ့လည်းတွားချင်တာပေါ့နော်အစားဆိုတော့အပြီးနဲ့ testimony နဲ့တွားမယ်ပြီးတဲ့အခါကျတော့ကျန်စာတစ်စင်တွားရအောင်ကျွန်တော်ကဲကျွန်တော်တို့ဘုရားတော်ခဏလေးဆိုတော့ရမယ်နော်ဘုရားတော်ခဏလေးအာစီပိဋကသာရှိတော်ဒီကရှိတို့ရကနေကနာပြေငါစားဆောင်ပြီးဆိုကျွန်တော်တို့ဘုရားတော်တော်လေးဖတ်ဖို့လုပ်နေတယ်နော်ကျွန်တော်ဘုရားတော်အလုံးများလုံးဘုရားတော်တိတ်မဖတ်တတ်တယ်နည်းနည်းသိတာနော်ကျဖတ်ကြအောင်ဒီနေ့တော့ဒီလိုချေမြို့တကားဒေဝတာစကားပြေဘေတတာအမီရှိတော်ဧကရှိတို့ရကနေကနာပြေစားဆောင်တဲ့ပြီးဆုံးစီတဲ့နောက်ငယ်တော့ကျဖတ်ကြအောင်ကဲငယ်တော့ဖတ်ကြအောင်ကဲထိုကနာပြေတို့၌မျက်စိကရှိမှုစွာကိုယ်ပိချောတော်ဘုရားမဆိုင်အနာရောဂါဆွေသောသူများသာတော်၏ရေလုံးစားခြင်းကိုပြောင်းလဲ၍ဒီချာ၏ကဲအနေဒီကိုပဲပြန်တက်ကြည့်ပါဦး5 star ကိုစမ်းနေတယ်တော့ဟုတ်ပြီကဲယေရုရှလင်မြို့ယေရုရှလင်မြို့၌တိုးတကားနာမှာဟဲထဲဘာသာစကားအဖြစ်ကျွန်တော်တို့ရေကန်စကားရှိတယ်ပေါ့နော်အဲ့ဒီရေကန်ကကနာပြည်ငါးဆောင်နဲ့ပြည့်စုံတဲ့ရေကန်ဖြစ်တယ်အဲ့ဒီကနာပြည်ငါးဆောင်နဲ့ပြည့်စုံတဲ့ရေကန်ကဘာပါလဲဆိုလို့ရှိရင်အငယ်တော့ပါရေးထားပြီးအငယ်တော့ကိုပြန်ပြောကြည့်အောင်အငယ်တော့ပါအဲ့ဒီထိုကနာပြည်၌မျက်စိကန်းတော်သူရွှေမစွန်းတော်သူကိုယ်ပေချောက်တော်သူဖဆာ၍အနာယောဂဆွေးတော်သူမြတ်အပေါင်းတို့